Lipic ပေါ့ဒီကနေရောအပေါ်လေးလိုမျိုးတက်သွားရင် coffee ဆိုင်လေးရှိရယ်လမ်းကြားလေးပေါ့နော်ပြီးရင် cobblestone လေးနဲ့ရက်ွက်ထဲကိုရောက်သွားအဲ့ကနေမှည10 နာရီခွဲအထိဖွင့်တဲ့ဖျားเจ้าတစ်ခုပေါ့အဲ့ဖျားเจ้าရဲ့ share မိုက်တယ်အဲ့ဖျားเจ้าသွားမယ်တော့ bike က D cable bike လေးနဲ့အခုရှောင်းမဲ့လမ်းလေးဆိုတော်တော်မိုက်တယ် tourist area ရေမဟုတ်ပဲနဲ့ကျွန်တော်ကဒီလိုရက်ွက်တွေထဲသွားလိုက်ရတယ်ကြိုက်တယ်ကျွန်တော်ငယ်တော့ဂိမ်းထဲမှာပါအီတလီဆိုတဲ့ map နဲ့အောင်သွားတူတယ် CS:GO လေးဒါတော့ one of the most chill place in Paris ပေါ့နော်ကျွန်တော်ရောက်နေတဲ့ဖျားเจ้าက1885ခုနှစ်မှာစောက်ပြီးတော့1919ခုနှစ်မှာဖွင့်နိုင်ခဲ့ပေါ့နော်အဓိပ္ပာယ်ကတော့မြင့်မြတ်တဲ့နှလုံးသားလို့အဓိပ္ပာယ်ရပြီးတော့ယေရှုခရစ်ရဲ့မြင့်မြတ်မှုကိုကျွန်တော်တို့တင်ထားတာပေါ့နော်အဲ့တော့ဒီကြောက်သားအဖြူတွေကလည်းထူးဆန်းတယ်ဗျာမိုးရွာရင်နှင်းကြလို့ရှိရင်သူကထူးဆန်းတဲ့ဓာတ်မျိုးထွက်လာပြီးတော့သူပြန်လဲတန့်စင်နေသလိုဖြစ်နေတာပေါ့နော်အဲ့တော့ဒီဖျားเจ้าအနှစ်ပေါင်းများစွာတိုင်အောင်ဒီလိုအယောင်တလက်လက်နဲ့တောက်ပပြီးခုချိန်ထိကိုရှိနေတာပေါ့အဲ့တော့ဒီနေရာကတော့ Montmartre လို့ခေါ်ရတာအဲ့နေရာသမိုင်းနေယုံကြည်မှုတွေနဲ့ Paris မြို့ရဲ့အလှပကိုတန်းပြီးနေရတဲ့နေရာပါပဲဖျားเจ้าကြီးရှေ့ကနေပြီးတော့ဒီနေရာနေကြည့်လိုက်လို့ရှိရင် Paris တစ်မြို့လုံးကိုအပေါ်စီးကနေရှင်းရှင်းလင်းလင်းမြင်ရတဲ့နေရာဗျာအဲ့တော့ညနေဆိုရင်လည်းလူများတယ်ဒီမှာအဲ့လိုမျိုး busking လုပ်တာတွေလည်းရှိတယ်အဲ့တော့အားလုံးတွေ့ကြတဲ့အတိုင်းပါပဲဒါကတော့ Paris မြို့ကြီးပါဗျာအခု Paris မြို့ရဲ့ညအလှကိုပေါ်စီးကနေမြင်ရတာပဲဖြစ်ပါတယ်အော်တိုက်တာရေးမြို့ပိုင်းမဟုတ်ပဲနဲ့ရှေးရှေးကနေရှိလာတဲ့ရက်ကွက်ပိုင်းတွေဖြစ်တဲ့အတွက်အမြင်လေးလည်းတစ်မျိုးဆန်ပြီးတော့မိုက်တယ်ဗျာအဲ့တော့ဒီမှာကတော့ local တွေရော foreigner တွေရောလာပြီးစုကြပါမယ် foreigner တွေကတော့သိပ်မလာကြဘူးဗျာဒီနေရာကျွန်တော်ကြိုက်တဲ့တကယ်ပြင်သစ်တိုက်ခန်းပုံစံမျိုးလေးတွေကဒီရှေ့မှာမြင်နေရတဲ့တိုက်ခန်းလေးဘယ်လိုတွေ့လားဒီမှာဗျာကြည့်ကြည့်အဲ့လိုမျိုးထက်ခိုးလေးကနေပြီးတော့အဲ့လိုမျိုးသိရမလားအဲ့လိုထားလေးကိုစောက်ရမ်းတော့ကြဗျာမှာလည်း Korea Nami Island လို့ပဲကျွန်တော်တို့တော့ခတ်ပြီးတော့သစ္စာပြိုးတဲ့ဟာမျိုးရှိရဗျာအဲ့တော့ဘုဘကနေပြီးတော့ Eiffel Tower ကြီးကိုလည်းလမ်းမြင်ရတဲ့နေရာရှိရဗျာလှတော့လှတယ်ဟိုမှာအခုဘားလေးနဲ့အရန်လှတဲ့ဘားအဲ့လေးကိုသွားမယ်ဗျာ tourist တွေရောရလူတွေရောထိုင်ကြတယ်လှတယ်ချေးတယ်ချေးရှင်တော့ဘောဝါတောက်လို့ရတယ်ဗျာဒီနေရာကis one of the chillest place in Paris guys ဒါတွေလာမှတကယ် Europe ရောက်တာเนาะဒါကြီးကဘာလုပ်ထားတာလဲတဲ့ပြောပြကြပါဦးလို့ဟမ်ဒီလို LA လေးတွေမှာလမ်းလျှောက်ရအောင်တကယ်ကြိုက်တယ်ဗျာအဲ့ဒါမှတကယ် vibe ကိုခံစားရတယ်လို့ထင်တယ်အဲ့လိုတနေရာရောက်လို့ရှိရင်အပေါ်ရန်တွေရွက်သွားပြီးငါရောက်ဘူးတယ်ဆိုတာမျိုးထားမျိုးတဲ့ဆိုင်အဲ့လိုမျိုးအဲ့နိုင်ချွတ်သွားမယ်ကိုတိုင်း local vibe ကိုခံစားကြည့်မှာပဲတကယ်ခရီးရောက်တာလို့ကျွန်တော်ကယူဆရဗျာအဲ့တော့ကျွန်တော်ကကြောင်ကြောင်ကြားရလျှောက်သွားတယ်တိုင်တိုလေးပဲရှိပြီပြင်သစ်ဖား6လောက်ကျော်နေကြည့်မယ်ဘယ်လိုနေလဲပြင်သစ် Pensier Frollet စားကြည့်ပြီးသွားပြီကောင်းတယ်လို့ပြောnice ဗျာတွဲစားဖို့ပေးရပေါင်မုံကထုံးစံတယ်ပဲဒီကပေါင်မုံတွေကတော့မာကလောက်ကြီးရသိရမလားဟိုဘတ်ကျူလာလူတော်ရိုက်လို့ရရဲ့ပေါင်မုံရှိကြီးတယ်ကျွန်တော် pastry ကြိုက်တဲ့လူကပြင်သစ်ကကောင်းတယ်လို့ပြောမယ်ကျွန်တော်ကတော့ပေါင်မုံမကြိုက်တဲ့လူမှလည်းပြင်သစ်ပေါင်မုံတွေကတကယ်ခံစားလို့မရဘူးကောက်ပြစ်လိုက်ရင်ခေါင်းခွဲလာတယ်ခေါင်းရမှာဘာကျွန်တော်ပြမယ်ဘာကြားလားကတောင်တော့ကတော့ကျွန်တော်တို့ထိုင်ခဲ့200ကျော်ဖွင့်ထားတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ကိုလာကို12ချက်တောင်းပြီးဖင်ချတာပါကိုရဲ့
ဒီနေ့ပြင်သစ်ဦးထွန်းလင်း challenge ရန်ပဲအစီအစဉ်တွေကတော့ပြီးဆုံးရင်နှကောင်းလုံးဂီးပြန်နေပါပြီနော်